ဈေးထဲမှာကကြက်သားရောင်းနေတဲ့ကြက်သားတွေတွေ့ဘူးတယ်မလားတွေ့ဘူးတယ်ကြက်သားတွေကြက်သားရောင်းနေဘေးနားမှာကြက်ချင်းတစ်ချင်းရှိတယ်အဲ့ကြက်ချင်းထဲမှာကြက်ဖာရောကြက်မရောကြက်ကလေးရောအစုံရှိတယ်ဈေးဝယ်ကလာတယ်လာပြီးတော့ငါ့ကိုတပိတ်တာကောင်လောက်ပေးပါ90သားကောင်လောက်ပေးပါဆို तू အဲ့ဈေးဝယ်လူချင်းတဲ့အကောင်ကိုအထီးလူချင်းတဲ့အမလူချင်းတဲ့ကြက်ချင်းတွေကထုတ်လိုက်တယ် तू ခုတ်ထစ်တက်ဖြတ်ပြီးတော့မှ तू ပေးလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဟာငါတို့တစ်ခါကျရင်လူဘွားနဲ့တူတယ်ဘယ်လိုလူဘွားနဲ့တူလဲဆိုတော့အဲ့ကြက်ချင်းထဲမှာရှိတဲ့ကြက်တွေကဘယ်မှထွက်သွားလို့မရဘူးဒီကြက်ချင်းထဲမှာပဲရှိနေမှာပြီးပြီဆိုရင်တို့ဒီအချိန်တိုင်းဘာဖြစ်မှာလဲဒီကြက်သားတွေခုတ်ထစ်ရောင်းချခြင်းကိုခံရမယ်ဆိုတော့တေသွားမှာပေါ့နော်ဆိုတော့အဲ့ဒါပေမဲ့ဘာလို့နေလဲဆိုဒီကြက်ချင်းထဲမှာရှိတဲ့တချို့ကြက်တွေကတကောင်နဲ့တကောင်ချမတည့်ဘူးချနေအကြီးကအနိုင်ကျင့်နေတာလည်းရှိတယ်တကောင်တချို့ကောင်တွေကဘာမှမလုပ်နိုင်လို့ဒေါင်းတောင်းမှာခွေနေတာလည်းရှိတယ်နေမကောင်းတဲ့ကြက်လည်းရှိတယ်တွန်နေတဲ့ကြက်ကောင်မရှိဘူးလားရှိတယ်အဲ့မှာကြက်ဖားနဲ့ကြက်မမိတ်လိုက်နေရလဲရှိတယ်ဥနေရလဲရှိတယ်ဒီကြက်ချင်းထဲမှာအကုန်ဖြစ်ပြနေအဲ့ဒီကတကောင်ဆွဲထုတ်လိုက်တာကိုကျန်တဲ့ကြက်တွေမမြင်ဘူးလားမြင်တယ်တေသွားတယ်ငါတို့လက်လာမယ်ဆိုတော့လည်းမြင်သွားလို့ပဲလူဘွားလည်းတစ်ခါအဲ့တိုင်းပဲငါတို့ကလူဘွားဒီကပိုင်းကြီးကနေလူတွေကဘယ်မှထွက်သွားလို့မရအောင်လူဘွားဆိုတဲ့အရာကြီးတစ်ခုချင်းဆိုတဲ့အထက်မှာငါတို့ကပိတ်လောင်ခံထားအဲ့ထဲမှာအဲ့လိုပဲတစ်ချိန်ကျရင်ငါတို့ဘာဖြစ်သွားမှာလဲတေဝါကြမှာပဲငါတို့ရှေ့မှာတယောက်ပြီးတယောက်တေးနေတာမမြင်ရဘူးလားဒီချက်တွေလည်းမမြင်အဲ့လိုတေးရမယ်မြင်နေလဲငါတို့တကောင်နဲ့တကောင်တယောက်နဲ့တယောက်ပါဖြစ်နေလဲချနေတယ်ရန်ဖြစ်နေတယ်မနာလိုနေကောက်ချစ်နေအဲ့လိုလဲရှိတယ်တချို့ကရီးသားတွေထားနေအိမ်တော်တွေပြုတ်နေကလေးတွေမွေးနေပျော်နေပါနေကြတဲ့စီးပွားရေးလုပ်တယ်ရှိတယ်အနိုင်ကျင့်တဲ့အားကြီးတဲ့လူကအားငယ်လူအနိုင်ကျင့်နေအောင်မရှိဘူးလားရှိတာပဲအကုန်လုံးရှိနေကြတယ်ဒါပေမဲ့လူနဲ့တိရစ္ဆာန်မတူတာပါလဲဆိုတော့လူမားကျတော့အုံနောက်ရှိတယ်စဉ်းစားဆင်ခြင်ဉာဏ်ရှိတယ်ကောင်းမှုလုပ်နိုင်တဲ့အခွင့်အလမ်းဆိုတာရှိတယ်တိရစ္ဆာန်မှာအဲ့ဒါမရှိဘူးမရှိတော့သူတို့ဘဝဒီတိုင်းပဲပြီးသွားအကယ်၍သာငါတို့လူသားတစ်ယောက်ဖြစ်လာတဲ့အချိန်မှာကောင်းမှုကုသိုလ်တွေမလုပ်ဘူးလူမှုအကျိုးပြုမလုပ်ဘူးကုညီတဲ့အလုပ်တွေမလုပ်ဘုရားတရားမလုပ်ဒီလိုမလုပ်ဘဲနဲ့ပုံမှန်စားမယ်တောက်မယ်ရံဖြစ်မယ်မိတ်လိုက်မယ်ကလေးမွေးပြီးတည်သွားရဆိုရင်ကြက်ချင်းတွေကကြက်တွေနဲ့ငါတို့ကဘာပဲဖြစ်နေမှာလဲအတူတူပဲဖြစ်နေမှာအဲ့တော့အဲ့ဒီလိုမျိုးလူတစ်ယောက်ဖြစ်အောင်လူပီသားရဲ့လူတစ်ယောက်ဖြစ်အောင်တော့ငါတို့ကအုံနောက်ရှိတယ်တတိကပ်ဖို့လိုတယ်စင်ကျင်ဖို့လိုတယ်စင်ကျင်ပြီးတော့မှကောင်းမှုတွေလုပ်ပြီးတော့မှငါတို့ကတည်သွားဖို့လိုတယ်မဟုတ်လဲဘာဖြစ်မှာလဲတည်သွားမှာပဲပုံမှန်တိုင်းပဲစားတော့နေထိုင်မိတ်လိုက်ဒီတိုင်းပဲရံဖြစ်ပြီးတည်သွားတယ်ဆိုရင်ကြက်ချင်းတွေကကြက်တွေလိုမျိုးပဲဖြစ်သွားမှာစဉ်းစားတွေးခေါ်ဉာဏ်နဲ့အလုပ်လုပ်ပြီးတော့မှကောင်းမှုတွေလုပ်သွားတယ်ဆိုရင်တော့လူပီသားတဲ့လူဖြစ်ပြီးတော့မှကမ္ဘာမှာအကျိုးပြုတဲ့လူတစ်ယောက်ဖြစ်ပြီးတော့မှတည်ဆုံးသွားမှာပေါ့တည်ဆုံးခြင်းရဲ့တန်ဖိုးကတော့မတူတော့ဘူးပေါ့